ဘောလုံးစစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ညကဘာစီလိုနာသင်းကဒီလာလီဂါပွဲစဉ်16နှစ်နေနဲ့သူတို့ရဲ့အိမ်ဝင် Spotify ကနုကွင်းသစ်ကြီးတွေမှာဦးစားဆူနာသင်းနဲ့စစ်ပဲကစားခဲ့ရတယ်ဒီပွဲစဉ်မှာဘာစီလိုနာသင်းက2-0ဆိုတဲ့ရလဒ်နဲ့ဦးစားဆူနာကိုအနိုင်ရရှိခဲ့တာဒါပြောရမယ်ဆိုဘာစီလိုနာကသူတို့ရဲ့ကွင်းသစ်ကြီးတွေမှာဒါပထမဆုံးစကစားတဲ့9ပွဲဒီ9ပွဲလုံးကိုဘာစီလိုနာသင်းကရာနှုံးပြေးနိုင်ပွဲရယူထားနိုင်ခဲ့တာဒီနေ့ပွဲစဉ်ဘာစီလိုနာသင်းရဲ့ line up ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်နီပြဟန်စီဖီလစ်ကတော့ဒီနောက်တန်းပေါ့နော်နောက်တန်းနဲ့ကိုသမားကျတော့သူလုံးဝအကြိုက်တွေ့နေတဲ့ကစားသမားတွေနဲ့ပဲပွဲထွက်လာတဲ့ဒီနေရာမှာကိုသမားနေရာမှာဂျွန်ဂါစီယာဒါဟန်စီဖီလစ်ရဲ့လုံးဝအကြိုက်ဆုံးကိုသမားပြီးတော့မှကျွန်တော်တို့ဒီနောက်တန်း၄ယောက်နေရာမှာဆိုရင်ခွန်ဒေးရဲ့ကူဘာစီရဲ့ဂျရမတင်ရဲ့ပြီးတော့မှဘဲရီရဲ့ဒီတွဲကလုံးဝအခုနောက်ပိုင်းဟန်စီဖီလစ်ရဲ့အကြိုက်ဆုံးတွဲဒီလိုနဲ့ကွင်းလက်၂ယောက်နေရာမှာကျွန်တော်ဖရန်ကီဒီချောင်းအနာပေးပြီးတော့မှအဲလီဂါစီယာကိုထားကစားတယ်ပြီးတော့မှပတ်ဒူနဲ့တွေ့တာပြီးတယ်စေတန်၃ယောက်နေရာမှာဆိုရင်ကျွန်တော်လာမီယာမာရဲ့နောက်ချက်တိုက်စစ်နေရာမှာဖာမီလိုဘတ်နေရာမှာဒီကျွန်တော်ရာဖီညာကစားပြီးတော့မှဘေဘက်ချမ်းမှာဆိုမာကာရာဖိုအထောက်တိုက်စစ်နေရာမှာကျွန်တော်တော်ရာနဲ့ပွဲထွက်လာလီမိုနော့စကီကိုနားပေးထားပြီးတော့မှတစ်ဖက်ကဦးစာစုနဲ့ပွဲထွက်လာပုံကြောကြည့်ရမယ်ဆိုရင်သူတို့ကဒီ9-3-2ပုံစံနဲ့ပွဲထွက်တယ်တကယ်တမ်းကစားသွားတဲ့ပထမပိုင်းကိုကြောကြည့်ရမယ်ဆိုဒီသင်းက9-3-2မဟုတ်ဘူး9-4-1လုံးဝပိတ်ကစားသွားတာများသောအဖြစ်အခြေတော်တော်များပထမပိုင်းမှာကြောကြည့်မယ်ဆိုရင်သူတို့ရဲ့ဒီ area ဘောက်တဲမှာပဲကစားသမားကအနည်းဆုံး9ယောက်နီးပါးလောက်ထိပိတ်တာလုံးဝ low block ကစားသွားတာလုံးအထထပိတ်တာလိုက်တယ်လုံးဝ personal သူတို့ရဲ့ UT ချက်ကလည်းဆင်းတယ်သူတို့ကတံပြတ်တိုက်စစ်နဲ့ဂိုးဆူးမယ်ရရင်သွင်းမယ်မရရင်မသွင်းသို့ပေမဲ့သူတို့ဂိုးမပေးဘူးတရေတမတ်ကိုအတီက UT ပြီးတော့မှကစားသွားတဲ့ style မျိုးဒါကြောင့်လေ personal ပထမပိုင်းကစားပုံကတော်တော်လေးကိုခက်ခဲပြီးတော့မှအခက်တွေ့နေတာဒီကစားသမားတွေရဲ့သူတို့ရဲ့ဒီနေရာလော့စာဖွေမှုအပိုင်းကတစ်ဖက်တင်ကလုံးဝပိတ်ကစားတော့ personal ကစားသမားတွေနေရာလော့တော်တော်စာခက်တယ်ဒါပေမဲ့လေ personal ကဘယ်လိုလဲဘောလုံး possession ပိုင်းအသာစီးယူပြီးတော့မှကျွန်တော်ဘယ်တောင်းပန်းပြီးတော့မှညာတောင်းပန်းဇက်တိုက်ဆိုသူတို့တိုက်စစ်တွေကိုအချိန်ကြီးထိုးဖောက်တယ်ဒီနေရာမှာကျွန်တော်အနေနဲ့ကြတော့ဒါပထမပိုင်းကဇီဇီဆိုပြီးတော့ပွဲပြီးသွားတယ်ဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ကြည့်ရတဲ့အနေထားမှာတော့ကျွန်တော်တော်တော်လေးကိုတော့ကြိုက်တယ်နှစ်သက်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီညာဘက်ချောင်ကြည့်ရမယ်ဆိုရင်ခွန်တေးရဲ့ကျွန်တော်လာမီယာမာရဲ့ဒီရာဖီညာရဲ့ဒီ၃ယောက်ရဲ့1-2တွေအတူလုံးလေးတွေရရင်ရသလိုရာဖီညာရရင်ရာဖီညာလုံးဝမွေးခောက်တဲ့ဂိုးရဲ့ကန်သွင်းတယ်ပြီးတော့မှကျွန်တော်လာမီယာမာဇက်တိုက်မွေးခောက်တဲ့ဂိုးရဲ့ကန်သွင်းတယ်အချိန်ကြီးသူတို့လည်းထိုးဖောက်တယ်သို့ပေမဲ့လည်းတစ်ဖက်ကကျွန်တော်ဘေဘက်ချောင်ပြန်ကြည့်မယ်ဆိုရင်လည်းမိုက်တယ်တော်တော်မိုက်တာဒါကျွန်တော်ကြည့်ကျင်နေတဲ့တိုက်စစ်တွဲစတိုင်မျိုးဖြစ်လာဘေဘက်မှာဆိုရင်ဒီဘဲဒေးနဲ့မာကာရာဖိုဒီတွဲဥမှာထောက်တာပေးတာကကွင်းလျာပတ်ထရီစောက်ရမိုက်တာဘေဘက်သူတို့လည်းအချိန်ချင်းမာကာရာဖိုရဲ့လုံးဝမြန်နှုံးမြင့်ပြင်းနှုံးနေပြီးတော့မှဘဲဒေးကလည်းငါကအမြန်ကစားသမားဒီကစားသမား2ယောက်ရဲ့ဘလို့လဲတယောက်တည်းလုံးဝတိုက်စစ်ဆင်သွားတဲ့လုံးနေတကယ်လေးမိုက်တယ်ပထမပိုင်းမှာဆိုဒီမာကာရာဖိုတော်တော်လေးကိုအလုပ်ဖြစ်တာအချိန်ချောင်းမှုတွေအချိန်ချင်းပေးနိုင်ခဲ့တယ်သူမတင်ပေးတဲ့တလုံးကနေပဲကျွန်တော်ဖာနန်တိုရက်ခေါင်းတိုက်ပြီးတော့မှဥဆောင်ကိုရစီမဲ့စတိုင်မျိုးဖြစ်လာတယ်ဒါပေမဲ့ဒီဂိုးကတကယ်တမ်းကျတော့ VR ပြန်ကြည့်မလို့မှလူကြုံပေါ်ဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာတကယ်ကိုနှမျိုးဖို့ကောင်းတဲ့လုံးလေလူကြုံသွားတာကလည်းတိုရက်ကျွံတဲ့အနေထားမျိုးမဟုတ်ဘူးကျွန်တော်ဒီတောက်ကန်ပေါ်စပြီးတော့မှပေးတဲ့အနေထားနဲ့လာမီယာမန်နဲ့ဒီရာဖီညာရဲ့ပေးတာ1-2ပေးပြီးပြန်တက်တဲ့အနေထားဒီအနေထားမှာရာဖီညာကပြန်လဲပြေးတာခြေဝါးလေးကြံခဲ့တဲ့စတိုင်မျိုးပြီးတော့မှသူကခုတ်တင်ပါပေါ့ဒီလိုစတိုင်မျိုးကနေကျွန်တော်တို့ကလူကြုံပေါ်သတ်မှတ်ခြင်းခံလိုက်ရတာတကယ်တမ်းကျတော့ဂိုးသွင်းသွားတဲ့ချိန်ကနောက်ပိုင်းမှာသွင်းသွားတဲ့အနေထားနှမျိုးဖို့ကောင်းတဲ့ဂိုးလေးတကူနောက်ပြီးတော့မှဒီကျွန်တော်တို့လူငယ်ကစားသမားလေးလာမင်းရမှာလုံးဝသူ့ရဲ့မုံဝင်တဲ့ခိုက်တက်နေဒီနေ့ပွဲမှာဆို2ယောက်3ယောက်4ယောက်ဒီလိုသူ့ကိုပိတ်တာရအောင်မွေးခောက်ပြီးဂိုးအီရာလေးဝင်တယ်ကန်သွင်းတယ်ချိန်ချိန်သူပြုတ်လုံးနိုင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့သူ့ကြည့်ရမှာဆိုဒီကစားသမားလေးကဒီမော်ဆန်နဲ့သူ့ရဲ့ခြေစွမ်းတွေ performance တွေပြသနိုင်သည့်တိုင်အောင်ဒီအဆုံးသတ်တဲ့အပိုင်းလေးနည်းနည်းလေးအားနေတယ်လို့ကျွန်တော်မြင်မိတယ်ဒီထက်ပိုကောင်းခဲ့မယ်ဆိုရင်တကယ်ကိုအလုပ်ဖြစ်မဲ့ကစားသမားလေးတော်တော်မိုက်မဲ့ကစားသမားဒီလိုပဲသူရဲ့2ယောက်3ယောက်မွေးခောက်ပြီးဝင်ပြီးကန်တဲ့လုံပေါ့နော်ဒီလုံကနေမှပတ်သမားနဲ့ထိပြီးပြန်အထွက်မှာတိုက်စစ်မှုတော့နောက်ပြန်ကန်ချက်အမ်တောင်မှလာတဲ့လုံနဲ့တိုင်နာနေကပ်ပြီးထွက်သွားတာဒါပထမတကူသွင်းလာပြီးအဲ့ဒီတလုံးထက်ကန်တယ်တိုင်နာကတ်ထွက်တယ်ပြီးတော့မှလာမီယာမှာဒီတိုင်းပဲဆွဲဝင်ကန်တယ်ပြန်ထွက်လာတဲ့လုံရာဖီညာပြေးပိတ်တယ်ချော်ထွက်တယ်ပြီးတော့မှလာမီယာကန်ချက်ကိုသမားပေါက်ထုတ်ကကွဲတယ်ပြီးတော့မှမာကာရာဖိုကတစ်ဖက်ကနေဒီဖရီကစ်ကန်တဲ့လုံတွေတကယ်ကိုလုံးဝကြည့်လို့ကောင်းတဲ့ပထမပိုင်းပဲကျွန်တော်ဂိုးလာမရခဲ့တာတကယ်တမ်းကျတော့ဘာဆိုနိုင်ပထမပိုင်းကစားပုံတွေကတော်တော်လေးကိုတစ်ဖက်တင်ကိုချိန်ချောက်ထားနိုင်တယ်ကျွန်တော်ကဒီကန်သွင်းချက်တွေစုံသက်ပိုင်းအာနေချက်တွေကြောက်တာပထမပိုင်းမှာစီစီနဲ့ပွဲပြီးသွားတာဒုတိယပိုင်းပြန်စားတော့နီးပြစီပီလကလူစားလဲလာဆိုတော့မလဲဘူးဒီတိုင်းပဲပြန်ဆက်လာဒီတိုင်းပဲထပ်ပြီးတော့မှကစားတယ်တကယ်တမ်းကျတော့လူစားလဲဖို့ကြတော့လေကျွန်တော်ကြည့်ရမယ်ဆိုရင်သူထွက်လာတဲ့ line ကဒါကျွန်တော်အနေနဲ့ဆိုကျွန်တော်အင်မတန်မှကြိုက်တဲ့ style အစားဆိုကျွန်တော်တွေ့ကျင်ခဲ့တာကတိုက်စစ်မှာကျွန်တော်ဒီမာကာရာဖိုထားမယ်ဒီဘဲတောင်ပါညာတောင်ပါလာမင်းရမှာဘဲတောင်ပါရာဖီညာနောက်ချက်တိုက်စစ်နေမှာအိုမိုဟုတ်ရင်ဖာမီလိုပါဒီတိုက်စစ်မျိုးကိုကျွန်တော်ကတွေ့ကျင်တာလားသို့ပေမဲ့ဒီနေ့ထွက်လာတဲ့တိုက်စစ်ကလည်းတော်တော်လေးမိုက်တဲ့ style
ဒီအထောင်တိုက်စစ်နဲ့မှာကျွန်တော်တို့တော်တော်ထားတယ်ပြီးတော့မှညတောင်ပံမှာလာမင်းဘေတောင်ပံမှာတောင်ပံကစားသမားစစ်ဖြစ်တဲ့ Raffo ကိုထားတယ်သူတို့နေရာသူတို့ဒီရဲ့ဂျားမှာဒီနောက်ချက်တိုက်စစ်နံပါတ်10ရိုးမှာ Rafinha ကိုထားကစားတာဒါတကယ်မှမိုက်တယ် Rafinha ကလည်းအရင်နှစ်တွေကဆိုနံပါတ်10ရိုးကနေလုံးဝအကောင်းဆုံးပြသခဲ့တဲ့ကစားသမားမျိုးဒီတော့ကြောင့်ကြည့်ရမယ်ဆိုဒီတိုက်စစ်ကြီးကတကယ်မိုက်တာသူ့အတွက်ဒါကြောင့်လေဒုတိယပိုင်းမှာလူစားလဲဘူးဆိုတာကနည်းနည်းလေးစဉ်းစားစရာဖြစ်တယ်ဘာကြောင့်ဆိုတော့တစ်ဖက်သင်ကခံစစ်တွေထပ်ပိတ်တာတဲ့ low block ကစားတဲ့သင်မျိုးလူစားလဲစရာဆိုတော့လေကျွန်တော်တို့ကဒါ Frankie De Jong စီတယ်ပြီးတော့ Fermin Lopez စီတယ်ဒီနေ့မှာ Fermin Lopez ကိုကျွန်တော်ထည့်မယ်ဆိုလဲတစ်ဖက်သင်ရဲ့ဒီလိုခံစစ်ထပ်ပိတ်တယ် low block ကစားတဲ့အနေထားတွေက Fermin Lopez နဲ့ကမလိုက်ဘူးဒီလိုအနေထားမှာကျွန်တော် Dani Olmo သာစီးမယ်ဆိုရင်ဒုတိယပိုင်းစတဲ့နီးပြက Dani Olmo ကိုထည့်နိုင်တဲ့အနေထား Olmo မပါတော့ကျွန်တော်ဒီတိုင်းပဲပွဲကိုဆက်ကစားတယ်ဒါပေမဲ့လေဘာဆိုတာကမကောင်းဘူးလားကောင်းတယ်ဇက်တိုက်ဆိုဖိအားပေးနိုင်တယ်ကစားနိုင်တယ်ဒါပေမဲ့တစ်ဖက်တင်ရဲ့ခံစစ်ပေါ်တော့ဆိုတော့ပြောလို့နေရာလွတ်တွေမစီအောင်ပိတ်ထားတာကဘာဆိုတာနည်းနည်းခတ်တွေးစေတာဒီနေရာမှာကျွန်တော်ရဲ့ကွင်းလေကစားသမားပတ်တွေရဲ့မူမှန်တယ်တကယ်ကိုမိုက်တာဒီနေ့ပွဲစဉ်အထပ်ပိတ်ထားတဲ့ဒီဖက်ခံစစ်ကိုနေရာလွတ်တွေစာပေးတာတွေဒီခံစစ်တွေကိုချဲ့သွားနိုင်အောင်ကစားတဲ့အနေထားတွေတော်တော်လေးကစားနိုင်တာဒီနေရာမှာကျွန်တော်အနေနဲ့ဒီအာနေချက်အနေနဲ့မြင်တွေ့တာဆိုတော့ကျွန်တော်Eric Garciaပေါ့နော်Eric Garciaမကောင်းလားတကယ်တမ်းကျတော့ကောင်းတယ်တော်တော်အမားနေတဲ့ကစားသမားသူ့ရဲ့နေရာမှာမဟုတ်ဘူးနီးပြရဲ့ထားတဲ့နေရာမှာကစားပေးတယ်ဂျိုကာလိုကစားသမားမျိုးတစ်ချိန်အားဆိုတာကျွန်တော်တို့ Roberto Rose style မျိုးပေါ့နော်ဒီလိုကစားပေးတဲ့ကစားသမားတကယ်မှမိုက်တယ်သူ့ရဲ့နေရာမှာမဟုတ်ပေမဲ့လည်းအကောင်းဆုံးကစားတယ်အမားနေတယ်သို့ပေမဲ့ကျွန်တော်ပြောချင်တာကဒီတစ်ဖက်သင်ကဒီလိုတွေဘာစနာလုံးဝပိတ်ဆို့ကစားတဲ့နေထားမှဆိုရင်နေရာလွတ်စာဖွေတဲ့ပိုင်းတွေဒီ final သက်ဆုံးတွေကိုဘောလုံးရအောင်ပေးတဲ့ပိုင်းတွေ area တွေပြေးမဲ့အလုံးတွေခင်းပေးတဲ့ပိုင်းတွေဒီနေရာတွေကျတော့သူ့ရဲ့အားနည်းချက်တွေနည်းနည်းတွေ့ရတယ်ဒီနေရာမှာသူ့နေရာမှာဆိုရင်ကျွန်တော် Frankie De Jong သာပါမယ်ဆိုရင်ဒီကျွန်တော်ပတ်တီပေါ်မှာကြားရောက်နေတဲ့တချို့သော PR တွေကို Frankie De Jong ကကျင်းသေးပေါက်ခွဲယူပေးလိုက်မှာဒါပေမဲ့လည်း Frankie De Jong မပါလာတဲ့အတွက်ကျွန်တော်အနေနဲ့ကြည့်ရတာတော့ Eric Garcia နဲ့ဆိုပတ်တီကပို့ပြီးတော့မှအလုံးနည်းနည်းပို့လောက်ရတယ်လို့ကျွန်တော်မြင်ပြီးတယ် PR နည်းနည်းပို့များတဲ့ style မျိုးဒါနဲ့နီးပြကလူစားမလဲဘူးဒီတိုင်းစက်တိုင်းကစားတယ်ပွဲချိန်မိနစ်80ရောက်မှကျွန်တော်ဆိုတဲ့ပြောတဲ့ပတ်တီကနေပဲကွင်းလင်နားနဲ့ဆွဲတက်လာတဲ့အစီတောင်ပြီးတော့မှသူနဲ့တူလိုက်သင့်ပြေးလာတဲ့ Rafinha ကိုခင်းပြီးတယ် Rafinha ကလည်းဒါ area ပြင်ပါနေပဲလုံးဝမနာတန်ပဲချင်းနဲ့အပြင်းကန်သွင်းပြီးတော့မှလပပလေးလုံးဝထပိတ်လာတဲ့ခံစစ်ကိုကြော်ဖြတ်ပြီးတော့မှကျွန်တော်ဥဆောင်ကိုရရှိခဲ့တာဒီကိုရပြီးမှပဲဘာစနာကလူစားလဲမှုတွေလုပ်တယ်ဒါကပွဲချိန်85မိနစ်လောက်စီပြီဒီနောက်မှာလူစားလဲမှုတွေဆိုလို့ကျွန်တော်တို့ဒီ Marco Raffo စာ Frankie De Jong ဝင်လာတယ်ပြီးတော့မှကျွန်တော်ကုပါစီစာ Fermin Lopez ဝင်လာတယ်ဒီနောက်မှာပတ်တီကနည်းနည်းလေးပို့ပြီးတော့မှကစားနိုင်တာလေဖိအားနည်းနည်းပို့ကင်းလာတဲ့အနေထားမျိုးမြင်တွေ့ရတယ်ဘလိုပဲဖိအားတွေစီးပါစေပတ်တီရဲ့ခြေစားကတော့လောကအမခံပဲတကယ်မှမိုက်တဲ့ကစားသမားဒါနဲ့ပါစနာကဇက်တိုင်းနောက်ပိုင်း PRP ကစားနေနေမှာနောက်ထပ်တစ်ချိန်ကျွန်တော်ပွဲချိန်မိနစ်86မိနစ်ရောက်မှာတစ်ဖက်ကဒီလာမရမှာနဲ့ခွန်ဒီရဲ့အတွဲဒီအတွဲကနေမှခွန်ဒီကဒီကိုအီရီယာတွေကိုဖျက်ခင်းတဲ့လုံးတစ်ဖက်ခံစစ်ကစားသမားနဲ့ထိပြီးတော့မှလမ်းကြောင်းပြောင်းသွားတဲ့ဘောလုံးကိုကျွန်တော်ရဲ့ Rafinha ကပဲနောက်ထပ်တစ်ချိန်ပိတ်သွင်းပြီးတော့မှအနိုင်သေးချာမဲ့2-0ဆိုတဲ့ရလက်ရရှိလာဒီနောက်မှာပါစနာပွဲပြီးကနေမှလူစားလဲမှုချုပ်ပြုတ်လုပ်ခဲ့တယ်ဒါကတော့ရလက်နဲ့မသက်ဆိုင်တော့နောက်ပိတ်ဆုံးပါစနာက2-0ဆိုတဲ့ရလက်နဲ့ပဲဒီနေ့ပွဲကိုပြီးဆုံးသွားတယ်ဒါတကယ်တမ်းကြည့်ရမယ်ဆိုရင်ဒီနေ့ပွဲစဉ်ကျွန်တော်အားသာချက်အနေနဲ့ကြည့်ရမယ်ဆိုရင်တော့တော်တော်များတွေ့ရတယ်အဓိကတော့ကျွန်တော်ပြောချင်တာဒီခံစစ်လိုင်းပေါ့နော်ခံစစ်လိုင်းနဲ့ကိုသမားတချို့တော့အလုံးတွေလူကြုံဘောတစ်ဖက်တင်ကလူကြုံဘောဖြစ်နေသည့်တိုင်အောင်ကျွန်တော်ကိုပေးရတဲ့အနေထားတွေစီးတယ်ဒီလိုအနေထားတွေကိုကျွန်တော်ရဲ့ကိုသမားဂျွန်ကာစီယာအချိန်ကြီးကကွယ်ပြသွားတယ်တကယ်မှမိုက်တဲ့ကိုသမားဟန်စီဗီလီရဲ့ယုံကြည်မှုရတာလည်းမပြောနဲ့တကယ်မှမိုက်တဲ့ performance တွေပြသွားတယ်ဒါဒီနေ့ပွဲဆိုရင်ကျွန်တော်ဘေကိုမပေးရတဲ့ခွင့်မပြုရတဲ့အနေထားတွေဖြစ်လာတယ်အင်မတန်မှကောင်းတဲ့ကိုသမားပြီးတော့မှခံစစ်လိုင်းဥစားဆူနာကဘာဆူနာကိုဒုက္ခပေးတဲ့အသင်းလားဆိုတော့တိတ်တော့မဟုတ်ဘူးသို့ပေမဲ့တချို့တော့အလုံးလေးဘာဆူနာရဲ့ခံစစ်ကလုံးဝအမားကေနဲ့ကစားထားနိုင်တယ်ပြီးတော့မှကျွန်တော်နေရာမှာမဟုတ်ဘဲနဲ့ကစားနေတဲ့ဂျရမတ်တင်ဒီကစားသမားကမနစ်ကဆို100ဒီလုံးကျွန်တော်လုံးဝဆဲရတာကျွန်တော်ကိုယ်တိုင်လည်းဆဲရတာဒီနေ့ကနေပြန်တော့တောင်းမှန်နေတာဖြစ်တယ်ဒီကစားသမားကအခုဆိုရင်လုံးဝညှိနေအောင်ကစားတော့တယ်တကယ်လည်းမိုက်တာညှိနေတာပဲကစားရတာသူ့ရဲ့နေရာမှာမဟုတ်သေးတိုင်အောင်တော်တော်လေးကောင်းတယ်ဒါခံစစ်လိုက်ပြောမှဆိုရင်လည်းအမားကေနဲ့ကစားထားနိုင်တယ်ဒါဒီနေ့ပွဲစဉ်ကြောကြည့်ရမယ်ဆိုရင်ဘာစီလိုနာကသူတို့ရဲ့အကောင်းဆုံးအနေထားမှာမစီနေသည့်တိုင်အောင်လိုအပ်နေတဲ့အနိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့တာပြီးတော့မှအမတန်ကောင်းလုံးပါတယ်မာကျော်လုံးပါတယ်ဆိုတဲ့ဥစားဆုနိုင်ခံစစ်ကိုရာဖီညာရဲ့အစွမ်းနေနဲ့ပဲနောက်ပိတ်ဆုပ်အဆုံးသတ်ပြီးတော့မှဘာစီလိုနာတင်းကချန်ပီယံပြေးလန်းပေါ်မှာမမတ်ကြီးရက်တည်နေသေးတယ်ဆိုတာကိုသတ်သိပြလိုက်တဲ့ပွဲလို့တော့ကျွန်တော်မြင်မိတယ်ဘာစီလိုနာဖန်နေနဲ့တော့ဒီညပွဲစဉ်ပေါ်ဘယ်လိုမြင်မိလဲအခုဆိုဘာစီလိုနာတင်းကလာလီယာပွဲစဉ်18ပွဲကစားပြီးတဲ့အနေထားမှာအဆင့်1နေရာကနေဒုတိယရင်မဲ့တဲ့တင်းကို9မှတ်တိဖြတ်ထားနိုင်ပြီဖြစ်တယ်ဒါရေမက်ကတော့ပွဲချန်စီတယ်ပေါ့ဒီညပွဲစဉ်ပေါ်ဘာစီလိုနာဖန်နေနဲ့ဘယ်လိုမြင်မိလဲဘီကစားသမားတွေကအင်မတန်ကောင်းပြီးတော့မှဘီကစားသမားတွေလိုအပ်ချက်စီနေသေးလဲဆိုတော့ကျွန်တော်ကိုမလေးဒီမှာမှတ်ချက်ရေးတော့ကြပါဦး
ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီနေ့မှာကြည့်ဖြစ်တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ထားသေးဘူးဆိုရင် subscribe လေးလုပ်သွားကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်ပြီးတော့မှကျွန်တော်ထပ်ပြီးတောင်းဆိုချင်တာကကျွန်တော်ရဲ့ Facebook page လေး follower အင်မတန်နည်းနေကျွန်တော်ရဲ့ Facebook page လေးဒီ Facebook page မှာလည်းကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်နဲ့အမျှအချိန်တိုင်းလို့ကျွန်တော်တင်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page ဖြစ်တဲ့ AR Above Football page လေးကိုလည်း follow and like လေးများလုပ်သွားပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်